မင်္ဂလာပါဒီနေ့မှာတော့လူတိုင်းအတွက်အရေးကြီးရဲ့ဘဝကိုအောင်မြင်မှုစီခေါ်ဆောင်သွားပေးမယ်ကိုကိုယုံကြည်မှုဆိုတဲ့အကြောင်းကိုပြပြပေးခြင်းပါတယ်တခါတလေမှာသူတစ်ပါးနဲ့ရှင်လာရင်ကိုကိုတိတ်ငယ်သလိုမပြည့်စုံသလိုခံစားရတတ်ပါတယ်ဒါဟာလူတိုင်းဖြည့်လေးပြတာရှိတဲ့သဘာဝတစ်ခုပါဒါပေမဲ့အခုလိုစိတ်သက်ကြနေရမျိုးအမြဲတမ်းမဖြစ်စေဖို့အရင်အရေးကြီးပါတယ်တကယ်တော့ကိုယုံကြည်မှုရှိရဲဆိုတာငွေရပါလာတဲ့အရေးချင်းတစ်ခုတည်းမဟုတ်ပါဘူးဒါဟာလေ့ကျင့်ယူလို့ရတဲ့စွမ်းရည်တစ်ခုလည်းဖြစ်ပါတယ်အရင်ဆုံးနားလည်ထားရမှာကကိုယုံကြည်မှုရှိရဲဆိုတာဟာငါမှမလုပ်ဘူးလို့တွေးရမျိုးမဟုတ်ဘဲနဲ့ငါမှားသွားရင်တော့ပြင်နိုင်တယ်မြင်ဆိုင်နိုင်တယ်လို့ကိုအားပေးနိုင်တာမျိုးဆိုတာပါအားလုံးကကိုစီကငါအားသာချက်တွေရှိကြပါတယ်ဒါမှမဟုတ်ပြဿနာကကိုယ့်ရဲ့အားသာချက်တဲ့အားနည်းချက်တွေကိုပဲပိုပြီးယူဆိုင်နေမိရပေါ့ဥပမာအပြင်မှန်ကြီးရဲ့ကကိုယ့်ရဲ့မျက်နှာကိုပဲချိုးရင်းချက်ကိုပဲအရင်မြင်တတ်ကြသလိုမျိုးပေါ့အခုချိန်ကစပြီးအဲ့ဒီအမြင်ကိုပြောင်းလဲကြည့်ရအောင်ပါနေတိုင်းကိုယ့်ရဲ့ကောင်းတဲ့လေးတွေကိုရှာဖွေပါတင်းငယ်တဲ့အောင်မြင်မှုလေးတွေကိုတော့အသိမှတ်ပြုပါဥပမာအလုပ်တစ်ခုကိုအချိန်မီပြီးအောင်လုပ်နိုင်တာတကယ်ချင်းတယောက်ကူညီပေးလိုက်တာမျိုးတွေပေါ့ဒီလိုပြုသဘောဆောင်တဲ့အတွေ့အလေးတွေကတင်းရဲ့ယုံကြည်မှုကိုတဖြည်းဖြည်းတိစောက်ပြီးသွားမှာပါနောက်တဲ့အရေးကြီးတဲ့အချက်ကတော့ကိုသူတစ်ပါးနဲ့နိုင်ရှင်တာကိုရတတ်မှုပါတို့တည်းအခုလို social media တွေခေတ်စားနေတဲ့အချိန်မှာသူတစ်ပါးရဲ့အောင်မြင်မှုတွေနှာပါတဲ့ဘဝပုံစံတွေကိုကိုယ့်ရဲ့ဘဝနဲ့ရှင်းကြည့်ပြီးစိတ်သက်ကြတတ်ပါတယ်တတိယပါလူတိုင်းဟာသူတို့ရဲ့အဆိုးဆုံးချိန်တွေကိုဖုံးကွယ်ထားတတ်ကြပြီးတော့အကောင်းဆုံးစိတ်ပိုင်းတွေကိုပြသလေးရှိကြတာပါသင်ဟာသင်ရဲ့နောက်ွယ်ကစူးစမ်းအားထုတ်မှုတွေနဲ့သူတို့ရဲ့ပြင်ပကဟန်ဆောင်မှုတွေကိုပဲတွားပြီးနှိုင်းယှဉ်နေလို့မရပါဘူးသင်ရဲ့တဦးရသောပြိုင်မဲ့ဟာမနေ့ကသင်ကိုယ်တိုင်ပဲဖြစ်ရပါမယ်မနေ့ကတည်းကဒီနေ့ပို့တော်လာဖို့ပိုပြီးကျင်နာတတ်ဖို့ပိုပြီးဘုဟုတုတရှိဖို့ပဲအာရုံစိုက်ပါဒီလိုနဲ့သင်ရဲ့အတွင်းစိတ်ကခိုင်မာလာပြီးဘယ်သူနဲ့မှနှိုင်းယှဉ်စရာမလိုတော့တဲ့ယုံကြည်မှုမျိုးကိုပိုင်ဆိုင်လာပါလိမ့်မယ်ခုပြပြပေးခဲ့တာကတော့ကိုယုံကြည်မှုတိုးတက်စေဖို့ပထမဆုံးနိုင်ရမယ့်အခြေခံခြေလှမ်းတွေပဲဖြစ်ပါတယ်သင်ဟာအဖို့တန်တဲ့သူတရားဖြစ်တယ်ဆိုတာဘယ်တော့မှမမေ့ပါနဲ့ကိုယုံကြည်မှုရှိဖို့အတွက်နောက်ဆုံးနဲ့အရေးကြီးဆုံးအချက်ကတော့ကြောက်ရွံ့မှုကိုရင်ဆိုင်ရတဲ့တတ္တိကိုမမြင်ဖို့ပါပဲအားလုံးမှာတစ်ခုခုလို့ကိုကြောက်နေတဲ့စိတ်ဆိုတာရှိကြပါတယ်ယုံကြည်မှုရှိတဲ့သူတွေဟာမကြောက်တဲ့သူတွေမဟုတ်ပါဘူးသူတို့ဟာကြောက်နေရတဲ့ပဲအဲ့ဒီအလုပ်ကိုမဖြစ်ဖြစ်အောင်လုပ်ဆောင်ကြတဲ့သူတွေပါသင်တစ်ခါမှမလုပ်ဘူးတဲ့အရာတစ်ခုစိုးရိမ်စိတ်ဖြစ်စေတဲ့အရာတစ်ခုကိုအနည်းဆုံးတစ်ပတ်မှတစ်ကြိမ်လောက်စမ်းသပ်လုပ်ဆောင်ကြည့်ပါလူအများရှိမှစကားပြောတာမျိုးပဲဖြစ်ဖြစ်ကိုမကျွမ်းကျင်တဲ့အလုပ်တစ်ခုကိုစတင်တာမျိုးဖြစ်ဖြစ်ပေါ့သင်ကြောင့်နေတဲ့အရာကိုထိတ်တန့်ရင်ဆိုင်ရတဲ့အခါတိုင်းယုံကြည်မှုကအစာပေါင်းများစွာမြင့်တက်လာတာကိုတွေ့ရပါလိမ့်မယ်ဒါအပြင်ပတ်ဝန်းကျင်မှာဘယ်လိုလူမျိုးတွေရှိနေသလဲဆိုတာကိုသတိထားပါအမြဲတမ်းအပြစ်တင်နေတဲ့သူစိတ်ကူးအိမ်မက်တွေကိုလောင်ပြောင်နေတဲ့သူတွေကြားထဲမှာနေထိုင်ရရင်ယုံကြည်မှုကတိဆောက်ရခက်ခဲပါလိမ့်မယ်အားပေးကူညီတတ်တဲ့သူအပြုသဘောဆောင်တဲ့ဝေဖန်မှုတွေပေးနိုင်တဲ့သူသင်ရဲ့တိုးတက်မှုကိုအောင်မြင်စေတဲ့သူတွေနဲ့ပဲအချိန်ပေးပြီးထိတွေ့ပါလူဆိုတာပတ်ဝန်းကျင်ရဲ့ရိုက်ခတ်မှုကိုခံရတဲ့အတွက်ကောင်းမွန်တဲ့ပတ်ဝန်းကျင်ကိုရွေးချယ်တာဟာစိတ်သက်ခိုင်မာမှုအတွက်အင်အားတစ်ခုဖြစ်စေပါတယ်မှတ်ထားရမှာကသင်ဘဝကိုအဆုံးမြတ်ပေးမှဟာအခြားသူတွေရဲ့စကားမဟုတ်ဘဲနဲ့သင်ကိုယ်တိုင်ရဲ့အားထုတ်ကြိုးစားမှုနဲ့ကိုယုံကြည်မှုပဲဖြစ်ပါတယ်နောက်ဆုံးအနေနဲ့ပြောချင်တာကတော့ကိုယုံကြည်မှုတိစောက်ခြင်းဟာခရီးစဉ်တစ်ခုဖြစ်ပါတယ်တရက်နှစ်ရက်နဲ့ပြီးသွားတာမျိုးမဟုတ်ဘဲနဲ့တက်လို့ပြထောင်သွားရမယ့်အလေးချက်တစ်ခုပါတခါတလေမှာစိတ်ပြည့်ပြန်ကြတာမျိုးအားငယ်တာမျိုးတွေတော့ရှိနိုင်ပါတယ်အဲ့ဒီလိုဖြစ်လာတဲ့အခါမှာလည်းကိုအပြစ်မတင်ပါနဲ့အနားယူပါပြင်ပြန်ထားပါသင်ဟာအရင်အထက်ပိုပြီးတန်းလာတယ်ဆိုတာကိုယုံကြည်ပါဒီနေ့မှာသင်ဝင်ခဲ့တဲ့နည်းလမ်းလေးတွေကိုအသုံးချပြီးကိုယုံကြည်မှုအပြည့်နဲ့ရှေ့ဆက်လိုက်ပါသင်ဖြစ်ချင်တဲ့ပုံစံသင်ရောက်ချင်တဲ့ပန်းနိုင်ကိုရောက်ဖို့အတွက်သင်မှာလုံလောက်တဲ့အရေးချင်းတွေရှိပြီးသားပါကိုကစပြီးအစွမ်းအစတွေကိုကဘာကြီးကိုပြသလိုက်ပါအားလုံးပဲကိုယုံကြည်မှုရှိတဲ့ဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေရှင်